ကိုမတ်ထမှာ老师ကိုမေးထားတယ်老师ဒီဟာလို့နော်ဒီဟာလို့ဟိုဟာလို့ပေါ့နော်ဒီဘက်ဟိုဘက်အဲ့လိုစကားလုံးတွေအလုံးတင်ပေးပါ老师တဲ့ဟုတ်ပြီနော်အဲ့တော့老师အခုတင်ပေးလိုက်မယ်နော်အဲ့တော့လောက်တာကိုတရုတ်လို့ကြော့လို့ပြောရတယ်နော်လောက်တာကိုကြော့အဲ့တော့ဒီဟာလို့ဆိုလို့ရှိရင်ကြော့这个နော်ကြော့这个အဲ့တော့ဒီဟာလို့ကြော့ဆိုတာလို့တယ်这个ဆိုတာဒီဟာနော်ကြော့这个ဆိုတာဒီဟာလို့အဲ့တော့ဟိုဟာလို့ဆိုလို့ရှိရင်ကြော့那个နော်ကြော့那个ဟိုဟာလို့နော်ကြော့ဆိုတာလို့တယ်那个ဆိုတာဟိုဟာအဲ့တော့ဟိုဟာလို့ကြော့那个ဆိုတာဟိုဟာလို့အဲ့တော့ဒီဘက်မှာလို့ဟိုဘက်မှာလို့ဘယ်လိုပြောမလဲဒီဘက်မှာလို့ဆိုလို့ရှိရင်ဒီဘက်ကိုစက်ပြန်လို့ပြောတယ်နော်အဲ့တော့လို့တာကိုကြော့အဲ့တော့ဒီဘက်မှာလို့ဆိုလို့ရှိရင်ကြော့这边ကြော့这边ဒီဘက်မှာလို့ဟိုဘက်မှာလို့လို့ပြောချင်တယ်ဆိုလို့ရှိရင်ကြော့那边ကြော့那边ကြော့ဆိုတာလို့တယ်那边ဆိုတာဟိုဘက်เนาะကြော့那边ဆိုရင်ဟိုဘက်မှာလို့အဲ့တော့ကြော့哪里ဘယ်မှာလောက်ရမှာလဲเนาะကိုကတထဲကိုပြန်မေးချင်တယ်ဘယ်မှာလောက်ရမှာလဲလို့မေးချင်တယ်ဆိုလို့ရှိရင်ကြော့哪里哪里ဆိုတာဘယ်မှာကြော့ဆိုတာလောက်တာကြော့哪里ဘယ်မှာလောက်ရမှာလဲအဲ့တော့ဒီမှာလောက်ဆိုလို့ရှိရင်ကြော့这里เนาะဒီမှာလောက်ကြော့这里ဒီမှာလောက်ခိုင်းတာเนาะကြော့那里ဆိုတာဟိုမှာလောက်เนาะကြော့那里ဆိုတာဟိုမှာလောက်ပါအဲ့တော့ဘယ်လိုလောက်ရမှာလဲကိုကတထဲကိုပြန်မေးချင်တယ်怎么做怎么做เนาะဘယ်လိုလောက်ရမှာလဲအဲ့ဆိုရင်ဒီလိုလောက်ဆိုလို့ရှိရင်做这样เนาะ这样ဆိုတာဒီလို做这样ဆိုတာဒီလိုလောက်အဲ့တော့ဟိုလိုလောက်ပါဆိုလို့ရှိရင်做那样ဆိုတာဟိုလိုလောက်เนาะ那样ဆိုတာဟိုလို做那样ဆိုတာဟိုလိုလောက်ပါတဲ့เนาะတကယ်လို့အထဲမှာလောက်ဆိုလို့ရှိရင်做里面ဟုတ်ပြီလားအထဲမှာလောက်做里面တကယ်လို့အပြင်မှာလောက်ပါဆိုလို့ရှိရင်做外面เนาะ做外面ဆိုတာအပြင်မှာလောက်ပါတဲ့เนาะအဲ့တော့ဒီဟာလို့ဟိုဟာလို့เนาะဒီဘက်မှာလို့ဟိုဘက်မှာလို့ဘယ်လိုလုပ်ရမှာလဲဘယ်နာမှာလုပ်ရမှာလဲတရုတ်လိုပတ်သက်ပြီးမှပြောတတ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့အခုဒီမှာ老师ကိုမှတ်ထားမှာ老师ကိုမေးထားတဲ့ဟာကို老师ဖြေပေးလိုက်ပြီเนาะ